စစ်ကောင်စီစစ်ကြောင်းကိုမိုင်းထောင်စဉ်မိုင်းမတော်ဆမှုဖြစ်ပွားပြီးရဲဘော်တောင်းမင်းကြာဆုံးခဲ့မကွေးတိုင်းမင်းဘူးခရိုင်ခြေပြုလှုပ်ရှားနေတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်မင်းဘူးခရိုင်တရင်မှတ်9က PDF တပ်ဖွဲ့ဝင်တဦးဟာမိုင်းမတော်ဆမှုဖြစ်ကကြာဆုံးသွားခဲ့ရတာလေဖြစ်ပါတယ်။ကြာဆုံးခဲ့ရသူမှာအသက်19နှစ်အရွယ်တပ်ဖွဲ့ဝင်ရဲဘော်တောင်းမင်းဖြစ်ပြီး2025ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာလင်းစင်းနဲ့ကံပြားရဲစခန်းကနေစစ်ကြောင်း3ကြောင်းဖြန့်ထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအုံတော်ရွာအနီးမိုင်းဆွဲတိုက်ခိုက်ဖို့ပြင်ဆင်နေချိန်မှာမိုင်းမတော်ဆမှုဖြစ်ပွားကကြာဆုံးသွားခဲ့ရတာလေဖြစ်ပါတယ်။ရဲဘော်ကြာဆုံးခဲ့ရမှုအတွက်မင်းမှုခရိုင်တရင်9မှာတည်င်းနဲ့ပြန်ကြားရေးတာဝန်ခံကကြာဆုံးသွားခဲ့ရတဲ့အသက်19နှစ်အရွယ်တပ်ဖွဲ့ဝင်ရဲဘော်တောင်းမင်းရဲ့ဇာပနာအခမ်းအနားကို2025ခုနှစ်ဇန်နဝါရီလ12ရက်နေ့မှာမင်းဘူးခရိုင်အမှတ်9တရင်ရဲ့ထိန်းချုပ်ထားတဲ့စလင်းမြို့နယ်အတွင်းမှာမိရှုတကြိုခဲ့ပြီးအယိုးပြကိုတော့အိုးနဲ့ယူထားခဲ့ပြီးဂူသွင်းတကြိုပေးခဲ့တာလည်းဖြစ်ပါတယ်။တပွဲဝင်မိုင်းသမားရဲဘော်တောင်းမင်းဟာစလင်းမြို့ဇာတိဖြစ်ပြီးအမှတ်9တက်ရင်ရဲ့2024ခုနှစ်ဒီဇင်ဘာလကဖွင့်တဲ့အပတ်စဉ်ကိုတင်နန်းကိုတက်ရောက်ကတင်နန်းစင်လာသူတူဖြစ်ပြီး၎င်းရဲ့ဇာပနာအခမ်းအနားကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်အင်အား100ကျော်တက်ရောက်ခဲ့ကြတာလည်းဖြစ်ပါတယ်။အသက်19နှစ်အရွယ်ပေးဆက်ခဲ့ရသူဟာရဲဘော်တောင်းမင်းပဲဖြစ်ပါတယ်။ဒီຫນွေဦးတော်လန်ရေးကြီးတဲ့ကျွန်တော်တို့ရဲ့ငယ်ရွယ်တဲ့လူငယ်တွေရဲ့အသက်တွေကိုဆုံးရှုံးခဲ့ရတာများလာပါပြီ။ဒီလိုဆုံးရှုံးမှုတွေထပ်ပြီးမဖြစ်အောင်လို့လဲကျွန်တော်တို့အားလုံးကရရနေရာတွေကနေအမြင်မပြတ်ပါဝင်နေကြဖို့လိုအပ်ပါတယ်။သူရဲကောင်းအာဇာနည်တွေကိုမှတ်တမ်းတင်ရတာဟာကျွန်တော်တို့အမတန်ဝမ်းနည်းနာကျင်ရပါတယ်။ကျွန်တော်တို့ကိုယ်တိုင်လည်းဒီလိုမှတ်တမ်းတင်မှုမျိုးတွေထပ်ပြီးမလုပ်ချင်တော့ပါဘူး။ဒီလိုမလုပ်ချင်ရခြင်းအကြောင်းရင်းဟာလည်းရဲဘော်တွေထပ်ပြီးမကြဆုံးစေခြင်းလိုပဲဖြစ်ပါတယ်။ဒါပေမဲ့တိုင်းပြည်နဲ့ပြည်သူလူထုကိုကာကွယ်ရင်းမြင့်မြတ်စွာအသက်ပေးကြဆုံးသွားခဲ့ရတဲ့အခါမှာတော့ကျွန်တော်တို့အားလုံးကမှတ်တမ်းမတင်ခြင်းပဲလည်းတင်နေရတာလည်းဖြစ်ပါတယ်။အမေရော်ကန်သူရဲကောင်းတွေအတွက်ကျွန်တော်တို့အားလုံးကဘယ်တော့မှမေ့မသွားကြဘူးလိုအပ်ပါတယ်။သူတို့ရဲ့အသက်ခန္ဓာကိုယ်တွေကိုပေးဆက်ဆွန့်လွတ်ပြီးမှရခဲ့တဲ့တော်လန်ရေးကိုကျွန်တော်တို့အားလုံးတန်ဖိုးထားကြဖို့လိုအပ်ပါတယ်။ကျွန်တော်တို့မှတ်တမ်းတင်နေရခြင်းဟာလည်းမြို့တော်လန်ရေးဟာအလွယ်တကူနဲ့မရခဲ့ကြောင်းအသက်တွေဘဝတွေပေးဆက်ဆွန့်လွတ်ပြီးမှရခဲ့ကြောင်းသမိုင်းရဲ့စာမျက်နှာတွေမှာကပီးမော်ကွန်းထိုးနေရတာလည်းဖြစ်ပါတယ်။အဖိနေခံပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နက်ကိုင်တော်လန်ရင်းမြင့်မြတ်စွာအသက်ပေးလူကြဆုံးသွားခဲ့ရတဲ့မင်းဘူးခရိုင်တရင်မှတ်9မှာမိုင်းတသားရဲဘော်တောင်းမင်းဟာကျွန်တော်တို့စပုတ်PDFမြန်မာမှာလည်းအလေးအနည်းပြုမှတ်တမ်းတင်လိုက်ရပါတယ်။ရဲဘော်ရဲ့ဆွန့်လွတ်အနစ်နာခံပေးဆက်ခဲ့ရမှုတွေအတွက်ကျွန်တော်တို့အားလုံးနဲ့တူဒီຫນွေဦးတော်လိုင်းသမိုင်းကဘယ်တော့မှမေ့သွားလိမ့်မည်မဟုတ်ပါ။ကြာဆုံးခဲ့ရတဲ့ရဲဘော်ကောင်းရာသူကတိလာပါစေ။ဖက်စစ်အကြမ်းဖက်စစ်အာဏာရှင်ကိုအမြင့်ပြတ်ချေမှုန်းရင်းຫນွေဦးတော်လိုင်းမှာကြာဆုံးသွားခဲ့ရတဲ့သူရဲကောင်းအာဇာနည်ကိုခြေကွဲဝမ်းနဲ့ဂုဏ်ယူလေးစားခြင်းများစွာဖြင့်အလေးအနည်းပြုမှတ်တမ်းတင်နေတဲ့စပုတ်PDFမြန်မာ YouTube Channel ကိုနားဆင်နေကြရတာပဲဖြစ်ပါတယ်။စပုတ်PDFမြန်မာ YouTube Channel ကိုကြည်ရင်တော်လန်ရေးမှာတထောင်တနေရာကနေပါဝင်နေကြဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။မြင့်မြတ်စွာကြာဆုံးခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေကိုမှတ်တမ်းတင်ကပီးမော်ကွန်းထိုးနေရခြင်းဟာမြန်မာຫນွေဦးတော်လန်ရေးမှာရဲဘော်တွေရဲ့အသက်တွေဘဝတွေအိမ်မက်တွေကိုစွန့်လွတ်ပေးဆက်ခဲ့ရပြီးတိုက်ယူခဲ့ရကြောင်းသ
မိုင်းရဲ့စာမျက်နှာတွေမှာမှတ်တမ်းတင်ထားခြင်းလိုပဲဖြစ်ပါတယ်။ကြာဆုံးခဲ့ရတဲ့သူရဲကောင်းတွေကိုဘယ်တော့မှမမေ့ပါနဲ့။မြန်မာနိုင်ငံရဲ့မှာ Federal Democracy နိုင်ငံပေါ်ထွန်းလာရေးအတွက်အဖိနိကန်ပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နက်ကင်တွေပဲဖြစ်စီလက်နက်မကင်တွေပဲဖြစ်စီတိုက်ပွဲဝင်နေကြတယ်ပြည်သူ့ကာကွယ်ရဲဘော်များအတွက်ထောက်ဖို့ပြည်သူများအနေနဲ့ရရနေရာတွေကနေအုတ်တစ်ချက်တဲတပွင့်အနေနဲ့အမြဲမပြတ်ပါဝင်နေရဖို့ကိုလည်း support PDF မြန်မာကတိုက်တွန်းလိုက်ရပါတယ်အရေးတော်ပုံအောင်ရမည်